ဒီနေ့ခင်ဗျားတို့ကျွန်တော်ပြောပြမယ့်ဗီဒီယိုကခင်ဗျားတို့အတွက်အသုံးဝင်ကောင်းဝင်မယ်ဒါပေမဲ့လို့ခင်ဗျားတို့ like လုပ်ရှင်မှာ like လုပ်လိမ့်မယ်ပေါ့နော်ဒီလိုပြောရတဲ့အကြောင်းရင်းကတော့ရှိပါတယ်ခင်ဗျားသိပြီးမလားတော့မသိဘူးပေါ့နော်ဒါတချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ wall ထဲကိုဝင်ပြီးတော့ reaction တွေအများကြီးပေးခဲ့ရမျိုးပေါ့နော်ဒီလိုမျိုးတွေလောက်တာတွေကြုံမှုကြမယ်ထင်ပါတယ်ပြီးပြီဆိုလို့ရှိရင်ကြုံမှုမလားတော့မသိဘူးပေါ့နော်ဒီ story မှာဆိုလို့ရှိရင်ကျွန်တော်တို့ကခင်ဗျားတို့ယဉ်ဤဆုံးပြောရရင် mind day ပေါ့ဗျာ mind day မှာကျွန်တော်တို့ကဒီ10 minute စာလောက်ပဲကျွန်တော်တို့ကဗီဒီယိုတွေကိုတင်လို့ရတယ်အဲ့ထက်များလာရင်ကျွန်တော်တို့ကအဲ့ထက်ရှည်လာရင်မရဘူးပေါ့နော်ဥပမာကျွန်တော်တို့ဒီဇကားကြီးတကားလုံးကိုကျွန်တော် mind day မှာတင်လို့မရဘူးဒါပေမဲ့ကျွန်တော်ပြောတဲ့နီးနေဆိုရင်ခင်ဗျားတို့တင်လို့ရတယ်ဒါပေမဲ့လို့so dangerous ဖြစ်တယ် so dangerous ဖြစ်တယ်အရန်အန်ရများရယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီအန်ရများတဲ့ဒီနီးလေးကိုကျွန်တော်ကဘယ်လိုလုပ်ရလဲလို့ပြောပြမှာမဟုတ်ဘူးလုပ်လို့ရနေတယ်ဆိုတာကိုပြောပြမှာပေါ့နော်အဲ့တော့ဒီ Play Store မှာကျွန်တော်တို့ကဒီကျွန်တော်လုတ်သွားမှာအများကြီးမဟုတ်ဘူး Play Store မှာရှိနေတဲ့ application လေးတစ်ခုနဲ့ပဲလုတ်သွားမှာအဲ့တော့ကျွန်တော်ရိုက်တယ်လို့ပဲဒီမှာရိုက်လိုက် Monokai Toolkit လို့ခေါ်တယ်ဒီ software လေးရဲ့နာမည်က Monokai Toolkit ပေါ်မှာကျွန်တော်တစ်ချက်နှိပ်မယ်ဒီမှာ Monokai Toolkit ဆိုတဲ့ software လေးကိုခင်ဗျားတို့တွေ့ရမယ်ကျွန်တော် install လုပ်ထားပြီလားဒီကောင့်ကိုကျွန်တော်တစ်ချက်စမ်းပြမယ်ပေါ့နော်ကျွန်တော်တစ်ချက်စမ်းပြမယ်ဆိုတော့ကျွန်တော်လုံးမပြပါဘူးခင်ဗျားတို့လှုပ်ရှင်ရင်သွားလှုပ်လို့ရတယ်ဘာမှခက်ခဲမဟုတ်ဘူးdangerous ဖြစ်နေတဲ့ဒီ step လေးတစ်ခုကိုပဲကျွန်တော်ပြောပြမယ်ပေါ့နော်အဲ့တော့ဒီမှာကသူ့မှာပါတဲ့ဒီ feature လေးတွေကိုကျွန်တော်တို့အရင်ဆုံးကြည့်အောင်ပထမဦးဆုံးဒီမှာ name ချိန်ကြပါတယ်နာမည်ချိန်လို့ရတယ်သူပြောထားတာ change your name on Facebook to anything လို့ပြောထားတယ်ကိုယ့်ရဲ့နာမည်ကိုဘယ်နာမည်ပဲဖြစ်ဖြစ်ဒါပြောင်းလို့ရတယ်လို့သူပြောထားရပေါ့နော်ကျွန်တော်စမ်းကြည့်သလောက်တော့100% အလုပ်ဖြစ်တဲ့ feature တစ်ခုတော့မဟုတ်ဘူးအဲ့ဒီကောင်ကဒါပေမဲ့အလုပ်ဖြစ်တဲ့အထဲမှာတော့ပါတယ်လို့ပြောလို့ရတယ်โอเคနော်100%တော့အလုပ်မဖြစ်ဘူးကျွန်တော်ပြောတာโอเคပါသိချင်ရင်တော့ကိုယ်တိုင်စမ်းကြည့်ပေါ့နော်အဲ့တော့ဒီမှာကနောက်ထပ်တစ်ခုက clean profile remove post from your profile ပေါ့နော်အဲ့တော့ကိုအနှစ်လာတင်ထားတဲ့ post တွေကိုကို wall မှာချုပ်နေတယ်ဆိုလို့ရှိရင်ကိုကမြင်မြင်ဆန်ဆန်နဲ့ remove delete လုပ်ပြလို့ရတဲ့နေရာလေးပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒီမှာ story explorer တွေပါလို့မျိုးတိတ်ပြီးတော့တိတ်ပြီးတော့ဒီ host မဖြစ်တဲ့ feature တွေကိုကျွန်တော်မပြောတော့ဘူးဒီအောက်မှာကျွန်တော်ထပ်ပြီးတော့ကြည့်လိုက်မယ်ဒီ money like pay ပေါ့နော်ကို like ပေးခဲ့တဲ့ pay တွေအကုန်လုံးကိုသူပြန်ကြည့်လို့ရမယ်ဖြုတ်ရှင်ပြန်ပြီးတော့လွယ်လွယ်ကူကူဖြုတ်လို့ရမယ်ပြီးရင်ဒီ money join group ပေါ့နော် money join group မှာဆိုလို့ရှိရင်ကတော့ကို join ခဲ့တဲ့ group တွေအကုန်ပြန်ကြည့်လို့ရမယ်ဖြုတ်ရှင်ဖြုတ်လို့ရတယ်ပြီးရင် auto story reaction ဆိုတာကကို friend တွေရဲ့ story တွေကို reaction တွေ auto ပေးတာဖြစ်ပါတယ်reaction ဘာ reaction ပေးခြင်းလဲဘယ်လောက်ပေးခြင်းလဲဒါတွေကိုကဒီမှာ limit လေးနဲ့သတ်မှတ်ပေးလိုက်ရုံပဲသူကသူ auto လုပ်သွားလိမ့်မယ်ဒီမှာ money follow လစ်မှာဆိုရင်ဘသူတွေကို follow လုပ်ထားလဲဘသူတွေကိုပြန်ဖြုတ်ခြင်းလဲအလွယ်တကူကြည့်လို့ရတယ်အလွယ်တကူဖြုတ်လို့ရတယ်second group မှာဆိုလို့ရှိရင် group တွေနဲ့ပတ်သက်တာကြီးကြည့်လို့ရမယ်ခုနကကျွန်တော်ပြောတဲ့ဒီမှာ unlimited story ဆိုတာပါဒီ unlimited story ကနေပြီးတော့ဒီကိုယ့်ရဲ့ wall မှာကိုယ့်ရဲ့ account ကနေပေါ့နော်ဒီ video စကားတကားသာလောက်ကိုတော့မှstory တင်လို့ရတယ်ဒီ feature ကိုကျွန်တော်2021တုန်းကလေးကစမ်းခဲ့ဘူးလားအခုပြောပြမယ့်ကိစ္စကလည်းအဲ့ဒီ2023ကsorry ပါ2021ကကိစ္စကြောင့်ကျွန်တော်ပြန်ပြောပြတာပေါ့နော်သတိရပြီးတော့အဲ့တော့ခဏထားပါအောင်ဒီကောင်ဒီမှာ clean friend list ရှိမယ်clean friend list ဆိုလို့ရှိရင်တော့ဒီremove lucky friend ပေါ့နော်သူတိတ်ပြီးတော့ active မဖြစ်တဲ့ friend တွေကိုဖြတ်တာကြီးပါဖြစ်မယ်ပေါ့နော်feature ရတော့တအားများတဲ့အတွက်ကြောင့်မလို့ကျွန်တော်အမြဲတမ်းအကုန်လုံးတော့ like ဆမ်းမထားပါဘူးဒါပေမဲ့ကျွန်တော်ဆမ်းလောက်တော်တော်များများကတော့ဒါ99% လောက်အလုပ်လုပ်တယ်လို့ပြောလို့ရတယ်ဒီမှာ friend request tool တွေremove all friend ပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းတွေအကုန်လုံး unfriend လုပ်ပြလို့ရပါတယ်ဥပမာတငယ်ချင်းတွေ4000လောက်ကြော်နေတဲ့လူဆိုရင်ကျွန်တော်တို့ unfriend တယောက်ချင်း like နှိပ်ရတဲ့ညောင်းတွေပေါ့နော်ဒီမှာ auto unfriend လုပ်ပြီးတဲ့ feature တွေပါတယ် video saver တွေပါတယ် broadcast message တွေပါတယ် media backup ပါတယ်ပြီးရင် avatar guard ပါတယ်ကိုယ့်ရဲ့ profile ကိုရှေ့ကတိုင်းကပုံလေးထားတာတို့ဘာလို့ပေါ့နော်စသဖြင့်ဒီမှာ comment ဘုံတွေပါမယ် auto post တွေပါမယ် reaction ဘုံတွေပါမယ်ဆိုတော့ဒီမှာအများကြီးပဲပေါ့နော်အဲ့တော့ဒီ feature တွေကတကယ်လဲအလုပ်ဖြစ်သလားဆိုတော့တကယ်လဲအလုပ်ဖြစ်တယ်ဒါပေမဲ့ဒီကောင်က officially သုံးလို့ရတဲ့တရားဝင်သုံးလို့ရတဲ့ application မဟုတ်ဘူးပြောမယ်ဆိုလို့ရှိရင် Facebook စီကဒါ key တွေကိုသူကခိုးယူသုံးဆွဲနေတဲ့ application တစ်ခုလို့တော့မှကျွန်တော်တို့ကဆွဆွဲလို့ရတယ်ပြောလို့ရတယ်ဒါပေမဲ့လို့ဒီ Play Store မှာသူ officially ရောက်နေတာကကြတော့
သူ့ရဲ့ဒီ security ဘိုင်းတွေအောင်တဲ့အတွက်ကြောင့်ရောက်နေတာပေါ့နော်အဲ့တော့ဒီမှာကအခုကျွန်တော်ပြောမယ့်အပိုင်းအရေးကြီးတာကသူ့ကိုသုံးဖို့အတွက်ဆိုလို့ချင်းကျွန်တော်တို့ရဲ့ Facebook account ကို login ဝင်ပေးရမယ်ပြဿနာဒီမှာစတာပဲကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ account ကို third party app တစ်ခုမှာယုံကြည်နဲ့ login ဝင်ပေးလိုက်ဖို့ဆိုတာကဘယ်လောက်ထိယုံကြည်ရမယ်ဆိုတဲ့ဒီ background ကကိစ္စကိုကျွန်တော်တို့မသိဘူး developer လည်းသူအနေနဲ့သူဘယ်လောက်ပဲ data တွေ save ဖြစ်ပါတယ်ပြောဒါပြောမယ်ဆိုရင် officially လုပ်နေတဲ့ company တစ်ခုကထုတ်ထားတဲ့ software လည်းမဟုတ်ဘူးဘယ် developer ဘယ်နိုင်ငံဘယ် developer ရေးတာလဲတော့မှကျွန်တော်တို့အသေးအတန်သွားပြီးတော့ AI တို့ဘာလို့သုံးပြီးတော့စုံစမ်းရမယ်ပေါ့နော်အဲ့တော့အဲ့လောက်ထိ officially မဖြစ်တဲ့ application တစ်ခုတည်းကိုကျွန်တော်တို့ရဲ့ account ကို login ဝင်ပေးလိုက်ဖို့ဆိုလို့ရှိရင်တော့နည်းနည်းလေးပြန်ပြီးတော့စဉ်းစားရမယ့်အပိုင်းကိုရောက်နေပါပြီအဲ့တော့ကျွန်တော်2021မှာကျွန်တော်ကြုံခဲ့ဘူးတဲ့ကိစ္စလေးတစ်ရက်ကကျွန်တော်က2021မှာကျွန်တော်ရဲ့ officially သုံးတဲ့ Facebook account တစ်ခုကိုကျွန်တော် hack ခံရတယ်အဲ့တော့ hack ခံရတာကကျွန်တော်ကအဲ့ဒီပတ်ရှာလဲမှာဒီ application ကိုလည်းကျွန်တော်သုံးမိတယ်ပေါ့နော်ပြီးလို့ရင်ကျွန်တော်တခြား website တွေကိုဝင်တာလေးလည်းရှိတယ်အဲ့တော့ကျွန်တော်မှာစဉ်းစားစရာကဒီ software ကြောင့်လားတခြား website တွေက cookie တွေကြောင့်ကျွန်တော်ပါသွားတာလားပေါ့နော်ကျွန်တော် account က email လည်းချိန်ခံရတယ် password လည်းချိန်ခံရတယ်ဘယ်လို့မှပြန်လိုက်လို့မရဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်ခဲ့ဘူးတယ်အဲ့တော့ကျွန်တော်ကတော့ဒီ application ကိုတန်တရားဖြစ်တယ်ပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါအခုနောက်ပိုင်းပြန်ပြီးတော့စဉ်းစားမိတာမျိုးပေါ့နော်အဲ့တော့ဒီ application ကိုသုံးနေကြတဲ့လူတွေလည်းရှိမယ်ဆိုလို့ရှိရင်သတိထားဖို့အတွက်ကျွန်တော်ကတော့အကြံပေးခြင်းတယ်ကိုယ့် account ကိုဒါ two step verification တွေဘာတွေခံတာပြီးလို့ရှိရင် password တွေဘာတွေပြန်ပြီးတော့ပြောင်းပြပေါ့နော်ဒီကောင်ကိုသုံးပြီးသွားပြီဆိုလို့ရှိရင်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ account လောကျသွားတာတို့ account hack ခံရတာတို့ဖြစ်နိုင်ကြီးများတဲ့လူတွေဖြစ်လို့မရတဲ့လူတွေပေါ့ဗျာဖြစ်လို့မရတဲ့လူတွေဆိုလို့ရှိရင်တော့ကျွန်တော်ဒီ application ကိုမသုံးပါနဲ့လက်ချောင်မှုအတွက်အကြံပေးခြင်းပါတယ်feature တွေကတော့တကယ်လို့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကတော့မသုံးသင့်ဘူးလို့ review ပေးခြင်းတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီမှာကြယ်တမင်ပဲပေးပြီးတော့ကျွန်တော်ကတော့ပြောခြင်းတယ်ပေါ့နော်ဒါကြောင့်မလို့အားလုံးလည်းဒီ Monokai toolkit ကိုသုံးခဲ့ကြဘူးလားတကယ်ရောအလုပ်ဖြစ်လားပြီးတော့ဒီ Monokai toolkit ကိုသုံးပြီးရဲ့ဘယ်လိုမျိုး experience ဘယ်လိုမျိုးရှိလဲaccount တွေပါသွားတာမျိုးရှိလားကျွန်တော်ကတော့မယုံကြည်ရဘူးလို့ review ပေးခြင်းနဲ့ခင်ဗျားတို့ရောစမ်းသုံးကြည့်နေတဲ့အခါမှာဘယ်လောက်ထိအဆင်ပြေလဲဒါပြေတာကတော့ပြေမယ်ပေါ့တော့သုံးမယ်ဆိုလို့ရှိရင်ဒါကြောင့်မလို့မိတ်ဆွေတို့မသုံးဖို့အကြံပေးခြင်းပါတယ်ကျေးဇူးတင်ပါတယ်ဗျန်ကြီးကွန်ပျူတာကဗျန်ကြီးကုတ်တာပါ